မျှော်လင့်ပဲလေရင်ကပြင်းပြင်းထန်ထန်လှုပ်ခါလာပါတယ်လေရင်မှုထမ်းတွေကတော့အမြင့်ပိုင်းလေထုမငြိမ်သက်မှုကြောင့်ဖြစ်ရတာပါလို့ပြောပြီးခရီးသည်တွေကိုစိတ်အေးထားဖို့စူးစမ်းခဲ့ကြပါတယ်ဒါပေမဲ့ကောင်မလေးကတော့တခုခုမှားယွင်းနေတာကိုအာယုံခံမိလိုက်ပါတယ်ဒါကရိုးရိုးလေလိုက်မိတာမျိုးမဟုတ်ဘူးဆိုတာသူမသဘောပေါက်လိုက်ပါတယ်လေရင်ကဘဲဘက်ကိုပဲစက်တိုက်တိတ်ဆောင်းနေပါတယ်အဲ့ဒီလိုဖြစ်နေတော့မှတန်တွေစုပ်ပြတ်ထွက်သွားတယ်လို့အတန်အကြီးတစ်ခုထွက်ပေါ်လာပါတယ်ဘဲဘက်အင်ဂျင်ရဲ့တိစောက်ပုံတစ်ခုလုံးပျက်စီးသွားပြီလို့သူမကောက်ချက်ချလိုက်ပါတယ်သူမကအမေဖြစ်သူကိုလေရင်ပြတ်ကြတော့မယ်ဆိုတဲ့အကြောင်းချက်ချင်းပြောပြလိုက်ပါတော့တယ်ထင်းတဲ့အတိုင်းပါပဲအဲ့ဒီအချိန်မှာပဲတောင်မတစ်ဖက်ကပောက်ကွဲသွားခဲ့ပါတယ်လေရင်မှုခန့်ရဲ့ရှိမှန်ကလည်းကွဲအပ်သွားပါတယ်ပောက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့စုပ်အားကပြင်းထန်လွန်းတာကြောင့်လက်ထောက်လေရင်မှုခန့်များတင်းပေါက်စီဆွဲယူခံလိုက်ရပြီးအပြင်ဘက်ကိုလွင့်စင်ထွက်သွားခဲ့ပါတယ်လေရင်ကိုယ်ကြီးကလည်းပြင်းပြင်းထန်ထန်ကိုတုံခါလာပါတော့တယ်အဲ့ဒီနောက်ခီးတဲ့ခန်းတင်းပေါက်တစ်ခုကရုတ်တရက်အတွင်းဘက်ကိုပောက်ကွဲဝင်ရောက်လာခဲ့ပါတယ်အဲ့ဒီအပေါက်ကနေခီးတဲ့တူစုပ်ထုတ်ခံလိုက်ရပါတယ်အဲ့ဒီတော့မှလူတွေကတကယ်အကြောက်တရားကိုစတင်ခံစားလာရပါတော့တယ်သူတို့ကအဲ့ဒီခီးတဲ့ကိုမပါသွားအောင်ပြန်ဆွဲထားဖို့အလူရဲ့စူးစမ်းကြပါတယ်တစ်ချိန်တည်းမှာပဲအောက်ဆီဂျင်မျက်နှာဖုံးတွေကလည်းအလိုလျောက်ပြုတ်ကျလာခဲ့ပါတယ်လေရင်မှုထမ်းတွေကအားလုံးကိုမျက်နှာဖုံးတက်ထားကြဖို့တိုက်တွန်းနေကြပေမဲ့အမြင့်ပိုင်းကလေစုပ်အားကတော့ပြင်းထန်လွန်းလာပါတယ်စုပ်ထုတ်ခံနေရတဲ့ခီးတဲ့ကိုပြန်ဆွဲထားတဲ့သူတွေလည်းအားကုန်လူနီးပါးဖြစ်နေကြပါပြီလေရင်မဲ့တူကလေရင်တွင်းလေဖိအားကျဆင်းသွားတဲ့အကြောင်းသတင်းပို့ဖို့လေရင်မှုကြီးစီအမြန်ဆက်သွယ်လိုက်ပါတယ်ဒါပေမဲ့လေရင်မှုခန်းနဲ့ဆက်သွယ်တဲ့ဖုန်းလိုင်းတွေကပြတ်တောက်နေပါတယ်ဒါကိုမြင်တော့ကောင်မလေးကလေရင်မှုခန်းတကားစီကိုပြေးသွားလိုက်ပါတယ်သူမတကားခောက်ဖို့စူးစမ်းခဲ့ပေမဲ့အတွင်းဘက်ကဘာတုံ့ပြန်တမ်းမှမကြားရပါဘူးလေရင်မှုကြီးမလှုပ်ရှားနိုင်တော့တဲ့အခြေအနေဖြစ်နေပြီဆိုတာကိုကောင်မလေးကအတီးပြုတ်လိုက်ပါတယ်လေရင်မှုခန်းကိုချက်ချင်းဖွင့်နိုင်ဖို့အတွက်အရေးပေါ်ကုန်းနံပါတ်ကိုအသုံးပြုရတော့မှာဖြစ်ပါတယ်လေရင်အမှုထမ်းတွေကတော့လှုပ်ထုံးလုံနီးစီကန်းတွေကိုဖောက်ဖျက်ရမှာကြောက်ပြီးတွေးဝေနေကြပါတယ်ကောင်မလေးကသူတို့ကိုမေးခွန်းထုတ်လိုက်ပါတယ်ရှင်တို့တွေဝေနေတာကြောင့်လူတွေအကုန်တည်သွားတာကိုဒီအတိုင်းလက်ပိုက်ကြည့်နေကြတော့မှလားလို့သူမကမေးလိုက်ပါတယ်တေချာစဉ်းစားပြီးတဲ့နောက်မှာတော့လေရင်အမှုထမ်းတွေကအရေးပေါ်ကုန်းနံပါတ်ကိုနောက်ဆုံးမှရိုက်ထည့်လိုက်ကြပါတယ်ဒါပေမဲ့လေရင်မှုခန်းစီကဘာတုံ့ပြန်မှုမှမရှိခဲ့ပါဘူးကောင်မလေးကသူတို့ကိုမေးခွန်းထုတ်လိုက်ပါတယ်ရှင်တို့တွေဝေနေတာကြောင့်လူတွေပောက်ကွဲမှုကြောင့်တကားကပိတ်ဆို့ပြီးကျက်သွားပြီလို့ကောင်မလေးကတန်တရားဝင်လိုက်ပါတယ်ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဒီလေရင်မော်ဒယ်ရဲ့စနစ်တွေကိုသူမကိုယ်တိုင်ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်လို့ပါသူမကအရေးပေါ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်ကိုမှတ်ညံတဲ့ကအတိုင်းပြန်ဖော်ပြီးလှုပ်ဆောင်လိုက်ပါတယ်လေရင်အမှုထမ်းတွေကတော့မြင့်တက်ပြီးကြည့်နေမိကြပါတော့တယ်လေရင်ရဲ့အမြင့်ဆုံးအဆင့်စနစ်တွေကိုဒီကောင်မလေးကဝင်ရောက်ထိန်းချုပ်တက်လိုက်မယ်လို့ဘယ်သူမှထင်မထားခဲ့ကြပါဘူးကုန်းနံပါတ်ရိုက်ထည့်ပြီးတဲ့နောက်သူမကလေရင်မှုခန်းတကားကိုတွန်းဖွင့်လိုက်ပါတယ်တကားပွင့်သွားတဲ့အချိန်မှာအတွင်းထဲကလူတိုင်းအံ့ဩထိတ်လန့်သွားကြပါတယ်လေရင်ကတကယ်ကိုဒုက္ခရောက်နေပြီဆိုတာခီးသည်တွေသဘောပေါက်သွားကြပါတယ်လေရင်မှုကြီးကကယ်ဆယ်ရေးလုပ်ဖို့ဝိုင်းကူကြပါလို့လမ်းအောင်ပြောလိုက်ပါတယ်။သူမရဲ့အမေကအပြေးဝင်သွားပြီးလေရင်မှုကြီးရဲ့ခြေထောက်ကိုဖက်တွယ်လိုက်ကအမှုထမ်းတွေကိုဝိုင်းကူကြဖို့လမ်းခေါ်လိုက်ပါတယ်။ကောင်မလေးကဖြစ်ပျက်နေတဲ့ချွေရွေးမှုဟာသူမခံမှန်းထားတာနဲ့ကိုက်ညီနေတာကိုတွေ့လိုက်ရပါတယ်။ဘဲဘက်အင်ဂျင်ကမီးလောင်နေပေမဲ့လုံးဝရက်တက်မသွားသေးပါဘူး။အဲဒါကြောင့်ဟိုက်ဒရိုလစ်စနစ်မှာဖိအားကျသွားရတာဖြစ်ပါတယ်။သူမအနေနဲ့ချက်ချင်းပဲဝင်ရောက်ထိန်းချုပ်လိုက်ရပါတယ်။ဘာမှတွေဝေမနေပဲလေရင်မှုထိုင်ကုန်မှာဝင်ထိုင်လိုက်ပါတယ်။ဘဲဘက်အင်ဂျင်ရဲ့လောင်စာဆီထောက်ပံ့မှုကိုဖျက်တောက်လိုက်ပြီးမီးငိမ့်တပ်ဖူးကိုဖွင့်လိုက်ပါတယ်။လေရင်မှုကြီးကဘေးကကြည့်ရင်သူမရဲ့လုပ်ရက်တွေမှန်ကန်နေတာကိုတွေ့လိုက်ရတယ်လို့သူမရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့လက်တွေ့လှုပ်ဆောင်ပုံကိုဘယ်သူမှရှင်းနိုင်မှာမဟုတ်ဘူးဆိုတာကိုပါသိလိုက်ရပါတယ်။အဲ့ဒီနောက်ကောင်မလေးကလေရင်မှုကြီးကိုတာဝါတိုင်စီအရေးပေါ်ကုတ်ပို့ပြီးပြီလားလို့မေးလိုက်ပါတယ်သူကပို့ပြီးပြီဖြစ်ကြောင်းအတီးပြုတ်ပြောကြားပေမဲ့သူ့လက်တွေကမှန်ကွဲစာတွေရှာထားတာကြောင့်ဆက်လက်မောင်းနေလို့မရတော့ပါဘူးကောင်မလေးကသူ့ကိုစိတ်မပူဖို့တီတီငိမ့်ငိမ့်နဲ့ပဲပြောလိုက်ပါတယ်ပြီးတော့လေရင်ကိုယ်ရဲ့ဟန်ချက်ပြန်ညီသွားအောင်ထိန်းချုပ်မောင်းတံကိုတွန်းလိုက်ပါတယ်လေရင်ကချက်ချင်းပဲပြန်လဲတည်ငြိမ်သွားပါတော့တယ်လေရင်ကိုယ်ကြီးကနောက်တစ်ကြိမ်ပြင်းပြင်းထန်ထန်လိန်ခောက်သွားပြန်ပါတယ်လူတွေကကောင်မလေးကိုအစင်ကျင်မဲ့လုပ်ရက်တွေလုပ်နေတယ်ဆိုပြီးဆွဆွဲလာကြတယ်လို့ကလေးတယောက်ကိုလေရင်မောင်းခွင့်မပေးသင့်ဘူးလို့ပြောဆိုနေကြပါတယ်လေရင်မှုကြီးကအားလုံးကိုတိတ်ကြဖို့လှမ်းអော်လိုက်ပြီးသူမရဲ့အမိန့်တွေကိုလိုက်နာကြဖို့ညွှန်ကြားလိုက်ပါတယ်လေရင်အမှုထမ်းတွေကတော့လေရင်မှုကြီးစီကနေကလေးတယောက်အတွက်ဒီလိုအမိန့်မျိုးပေးလာလိမ့်မယ်လို့ထင်မထားခဲ့ကြပါဘူးဒါပေမဲ့တစ်စက္ကန့်လောက်အကြာမှာပဲလေရင်ကနောက်တစ်ကြိမ်ထပ်ဆောင်းသွားပြန်ပြီးအပေါ်ကပစ္စည်းထားတဲ့အကန့်တွေကခီးဆောင်တစ်တာတွေရှော့ကျလာခဲ့ပါတော့တယ်အဲ့ဒီလိုတိမ်းဆောင်သွားတာကရှော့ကျနေတဲ့လေရင်မှုကြီးကိုခမ်းမတဲ့ပြန်ဆွဲတင်ဖို့လိုအပ်တဲ့အနေအထားတစ်ခုဖြစ်သွားစေခဲ့ပါတယ်။အခုတော့လေရင်ကပြန်လည်ငြိမ်သက်သွားပါပြီ။လူအများပြားကလက်ထောက်လေရင်မှုကိုလေရင်မှုခန်းထဲကနေချက်ချင်းဆွဲထုတ်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးကလေချောင်းထိန်းသိမ်းရေးစခန်းစီကသတင်းစကားတစ်ခုလက်ခံရရှိလိုက်ပါတယ်။တာဝါတိုင်ကလေရင်ပြန်လည်တည်ငြိမ်သွားပြီဆိုတာကြားလိုက်ရတဲ့အခါစိတ်သက်သာရသွားကြပါတယ်။ဒါပေမဲ့သူတို့ရုတ်တရက်သတိထားမိလိုက်တာကသူမကလေရင်ကိုငြိမ်အောင်ထိန်းလိုက်နိုင်ပေမဲ့လမ်းကြောင်းလဲသွားတယ်ဆိုတာပါပဲ။အခုလေရင်ကကုန်တင်လေရင်တစ်စင်းနဲ့ဝင်တိုက်မိလို့မဲ့လမ်းကြောင်းပေါ်ကိုရောက်နေပါတယ်။အဲ့ဒီအချိန်မှာမမျှော်လင့်ပဲခီးတဲ့တယောက်ကလေရင်မှုခန်းထဲကိုအတင်းဝင်ရောက်လာပြီးကောင်မလေးရဲ့နှက်ချက်ကိုဆွဲထုတ်ပစ်လိုက်ပါတော့တယ်